ဇလန်အစမှာတော့မယနာနယ်မြေအဆိုင်မကျင့်စဉ်ကို3နှစ်ကြာလေ့ကျင့်နေခဲ့ပြီးကျွမ်းကျင်သွားတဲ့ဝက်လင်းကိုတွေးရမှာဖြစ်ပါတယ်။အနီရောင်အမှတ်သားကိုအသုံးပြုပြီးရင်တက်များတဲ့နေရာတွေကိုလိုက်လံရှာဖွေကကျင့်စဉ်နဲ့ပေါင်းစပ်ပြီးအမြူတေအဆင့်ကိုတက်လှမ်းရမှာဖြစ်ပါတယ်။ရင်တက်ဆိုတာအေးဆက်နေတဲ့တေချင်းချီတွေကိုရည်ညွှန်းတာဖြစ်တယ်လို့အန်ဒီရဲလဲများပါတယ်။ဝိညာဉ်စွမ်းအားကိုအလွန်ကြုံထုတ်သုံးခဲ့ရတဲ့အတွက်စစ်ထုနန်ကတော့အိမ်မောကျသွားတဲ့ဖြစ်စဉ်ကိုရောက်သွားခဲ့ပြီးအချိန်တစ်ခုထိတော့နိုးလာနိုင်အောင်မှမဟုတ်ပါဘူး။ဒီအချိန်တော်တဲ့တနေရာမှာတော့အသိစိတ်ရှိနေတဲ့အလောင်းကောင်တစ်ကောင်နိုးထလာခဲ့ပြီးနှစ်ပေါင်း100ကြာခဲ့ပြီးအခုတော့ခမားကြီးမလွတ်မြောက်နိုင်တော့ပါဘူးဆိုပြီးကျုံဝါကသခင်ဖြစ်သူကိုလိုက်ရှာဖို့လုပ်ပါတယ်။ရင်တက်များတဲ့နေရာတွေကိုအနီရောင်မှတ်အသားနဲ့ဝက်လင်းတယောက်လိုက်လံရှာဖွေနေခဲ့ပြီးတဖြည်းဖြည်းနဲ့ရင်စွမ်းအားများလာခဲ့တယ်လို့အနီရောင်မှတ်အသားကလည်းရွာပြက်တစ်ခုမှရနာသွားခဲ့တာကြောင့်သူလဲလိုက်ပါဆင်းသက်ခဲ့ပါတယ်။ချက်ချင်းပဲပုံမှန်မဟုတ်တဲ့မြင်ကွင်းတစ်ခုဖြစ်ပေါ်လာခဲ့ပြီးတွာလာလှုပ်ရှားရောင်းဝယ်ဖောက်ကားနေကြတဲ့လူများစွာကိုမြင်လိုက်ရတယ်လို့မြင်းတကောင်နဲ့လူသက်သမားတစ်ယောက်ကသူ့ကိုတပ်ဖို့လာနေတာကိုမြင်လိုက်ရတဲ့အတွက်လက်နဲ့တားလိုက်တဲ့အခါပုံရိပ်ရောင်ဖြစ်နေမှန်းသိလိုက်ရပါတယ်။ဓမြတအုပ်ကရွာလုံးကျွတ်တက်ဖြစ်နေတဲ့မြင်ကွင်းတစ်ခုကိုအနိဋ္ဌာယုံဆန်စွာပြောင်းလဲသွားတဲ့အတွက်ဒီရွာပြက်ကြီးမှာရင်စွမ်းအင်တွေအဘဲကြောင့်များပြားနေမှန်းနောက်ဆုံးတော့နားလည်သွားခဲ့ပါတယ်။ဒီနေရာမှာအဝါရောင်စစ်ရင်စွမ်းအင်တွေရှိနေခဲ့ပြီးဒီလိုဖြစ်လာဖို့ကလည်းလူပေါင်းထောင်ချီသေဆုံးခဲ့ရတာဖြစ်ပါတယ်။ကျင့်ကြံခြင်းမလုပ်ခင်အန်ဒီယေကိုကြိုတင်ကာကွယ်တဲ့အနေနဲ့8000ကျယ်ဝင်ကပအစီရင်ကိုဖန်တီးလိုက်ပြီးပတ်ပတ်လည်ကာကွယ်ထားလိုက်ပါတယ်။အစီရင်ကြောင့်မြူတွေဖြစ်ပေါ်လာခဲ့ပြီးပတ်ဝန်းကျင်တစ်ခုလုံးကိုဖုံးအုပ်သွားတာကြောင့်အပြင်ကလူတွေအနေနဲ့တေးချမစစ်ဆေးရင်အထက်ကမြင်ကွင်းကိုမြင်နိုင်စွမ်းရှိမှာမဟုတ်ပါဘူး။စိတ်ချသွားပြီဆိုတာနဲ့ဝက်လင်းတယောက်ကျင့်ကြံမှုကိုစတင်လှုပ်ဆောင်ပါတော့တယ်။အစိုက်မမြင့်တင်ခြင်းကျင့်စဉ်ကိုအဆင့်ကိုဆင့်ခွဲခြားထားပြီး3ဆင့်တစ်ဖြက်ကျင့်ကြံရမှာဖြစ်တာကြောင့်3ဆင့်ကျင့်ကြံပြီးတိုင်းမှာအမြူတွေချီပင်လယ်နဲ့နဖူးကြားမှာအမှတ်3ခုဖြစ်ပေါ်လာမှာဖြစ်ပါတယ်။အမှတ်3ခုကိုရင်စွမ်းအင်နဲ့အစိုက်တလို့ကျင့်ကြံရမှာဖြစ်လို့အားကောင်းတဲ့ရင်စွမ်းအင်ကိုလိုအပ်တာပဲဖြစ်ပါတယ်။အစိုက်မှတ်တစ်ခုထိုးဖောက်ပြီးတိုင်းမှာချီစွမ်းအင်ကအေးစွမ်းအင်ဖြစ်ကိုပြောင်းလဲသွားမှာဖြစ်ပြီးအေးမြူတွေတစ်ခုထွက်ပေါ်လာမှာဖြစ်ကနောက်ဆုံးမှာအမြူတွေ3ခုကိုပေါင်းစပ်ပြီးအမြူတွေအဆင့်ကျင့်ကြံမှုအထိတက်ရောက်ရမှာဖြစ်ပါတယ်။အစီရင်အပြင်ဘက်မှာတော့တကိုယ်လုံးပြာရောင်တန်းနေတဲ့တတဝတကောင်ကဟိုကြည့်ဒီကြည့်လို့ရင်အစီရင်တဲကိုခြေချဖို့ကြိုးစားလာတာကြောင့်ဘာကိစ္စရှိလို့ကျူးကျော်တာလဲဆိုပြီးဝက်လင်းကသတိပေးလိုက်ပါတယ်။တစ်ဖက်ကတော့နားလဲပုံမရပဲကြောက်တုံးတုံးကိုတွားကင်လိုက်တာကြောင့်အစီရင်အသက်ဝင်လာခဲ့ပြီးအလိုလျောက်တိုက်ခိုက်လာပါတယ်။အပြာရောင်ကောင်ကလည်းနာကျင်သွားတဲ့အတွက်လူချမ်းကြီးတစ်ကောင်လိုအစီရင်ကိုတိုက်ခိုက်ဖျက်ဆီးနေတာကြောင့်တေးကျင်နေတာပဲဆိုပြီးဝက်လင်းလဲတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တအိမ်လေးကိုတဝက်လောက်ထိုးသွင်းလိုက်တာနဲ့အနီရောင်ပြောင်းသွားပြီးပုံမမြန်ဆန်လာတဲ့ဓာတ်ပြန်နဲ့လူချမ်းကြီးကိုတိုက်ခိုက်လိုက်တာကြောင့်ရင်ဘက်ကိုထုတ်ချင်းဖောက်သွားပြီးတစ်ပင်တပင်မှာစိုက်နေခဲ့ပါတယ်။ပြန်နှုတ်လို့မရတဲ့အတွက်အားစိုက်ထည့်ပြီးထိုးသွင်းလိုက်တာကြောင့်တစ်ပင်ပါထုတ်ချင်းပေါက်သွားပြီးအပြာရောင်သွေးဆက်များကျလာခဲ့ပါတယ်။တေမဲထင်ထားတဲ့ကောင်ကမသေးတဲ့အပြင်ရင်ဘက်ကအဆောင်စရဲတစ်ခုနဲ့အသက်ပြန်ရှင်လာခဲ့တာကြောင့်တရွက်ကိုအသက်တစ်ခုဖြစ်မှန်းနားလဲသွားလို့မတိုက်ချင်တော့တာကြောင့်ဝက်လင်းကသွားခွင့်ပေးလိုက်ပါတယ်။ဝက်လင်းရဲ့အစီရင်ကိုစိတ်ဝင်စားနေတာကြောင့်မသွားသေးတာကိုမြင်တော့အစီရင်အသေးစားလေးတစ်ခုကိုလှုပ်ပေးလိုက်ကယူပြီးထွက်သွားဖို့ပြောလိုက်ပါတယ်။တစ်ဖက်ကလည်းဘလို့ယူရမှန်းမသိတာကြောင့်မြေကြီးပါတူးယူသွားပါတယ်။ပြီးတာနဲ့နောက်တစ်ခေါက်ပြန်လာပြီးလဲခါအနေနဲ့ပတိလုံးလေးတစ်ခုကိုဝက်လင်းစီကိုပစ်ပေးကထွက်သွားပါတော့တယ်။ပတိလုံးလေးကအစွမ်းထက်လက်နဲ့တစ်ခုဖြစ်ပြီးအမြူတေအဆင့်ပုံရိပ်ရောင်တစ်ခုကိုဖန်တီးပြီး6လက်နိုင်တဲ့အစွမ်းရှိနေတာကြောင့်တမန်ကရှင်ကပစ်ပေးလိုက်တဲ့လူချမ်းကြီးကိုကြည့်ပြီးအံ့ဩနေပါတယ်။ရင်စွမ်းအင်များတဲ့နေရာတွေမှာလိုက်လံကျင့်ကြံရင်ကချီစွမ်းအင်တွေကအေးစွမ်းအင်တွေဖြစ်ကိုပြောင်းလဲလိုက်ရင်အစွန်းရောက်ပုံလို့သတ်မှတ်ကြတဲ့ကြီးနယ်ပယ်တွေကိုတဖြည်းဖြည်းရောက်ရှိလာခဲ့ပါတယ်။ကြီးနယ်ပယ်ကရှားပါတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်လို့အလွန်လဲထူးဆန်းတဲ့နယ်ပယ်တစ်ခုလည်းဖြစ်ပြီးအခုလိုရောက်ရှိလာတဲ့အကြောင်းရင်းကအစိုက်မတ်ကျင့်စဉ်ကြောင့်ဖြစ်ပါတယ်။ဒီဖြစ်ပျက်တွေကိုဝက်လင်းမသိသေးသလိုစစ်ထုနန်ကလည်းအိမ်မောကျနေတာကြောင့်ပြောပြမဲ့သူမရှိပါဘူး။ရလက်ကတော့ကျင့်ကြံပြီးတိုင်းမှာပဝင်းကျင်တစ်ခုလုံးရေခဲတွေဖုံးလွှမ်းတာလောက်ပဲသိရပါတယ်။မယနာနယ်မြေအစိုက်မတ်ကျင့်စဉ်ကလည်းအဆင့်တစ်ခုချိုးဖျက်ပြီးတိုင်းမှာပိုမိုခက်ခဲလာတာကြောင့်ရင်စွမ်းအင်ပိုများတဲ့နေရာတစ်ခုကိုရှာဖွေဖို့လိုလာခဲ့ပါပြီ။တစ်ဖက်မှာလည်းအသိစိတ်ဝင်နေတဲ့အလောင်းကောင်ကအလောင်းတစ်စေတစ်ကောင်ကိုလိုက်ဖမ်းနေခဲ့ပြီးတခင်ဖြစ်သူရဲ့နေရာကိုသိရဖို့အလောင်းတစ်စေရဲ့ဝိညာဉ်စွမ်းအားချိတ်ဆက်မှုကိုသုံးပြီးတီးနေရရှာနေပါတယ်။ရင်စွမ်းအားများတဲ့နေရာကိုလိုက်ရှာနေပေမဲ့နေရာတိုင်းကအဝါရောင်ဆင့်တာဖြစ်နေတာကြောင့်စိတ်ညစ်နေတဲ့အချိန်ခြုံတိုးတန်တစ်ခုကြားလိုက်လို့တိုက်ခိုက်တဲ့အခါထူးဆန်းတဲ့လူပြကောင်ပဲဖြစ်လို့နေပြန်ပါတယ်။ဘာလို့အနောက်ကတောက်လျှောက်လိုက်နေရတာလဲလို့မေးတဲ့အခါသူ့နောက်ကိုလိုက်ခဲ့ပါဆိုပြီးလက်ဟန်ချေဟန်နဲ့ခေါ်ဖို့ကြိုးစားနေပါတယ်။ပြီးတာနဲ့ခေါင်းမိုးပြက်တစ်ခုချင်းစီပေါ်မှာရှိတဲ့ကြောက်တုံးတွေကိုလိုက်ဖွင့်ရင်အုံဖော့ဆိုပြီးဂါထာရွတ်လိုက်တာကြောင့်နောက်ဆုံးမှာစွမ်းအားတစ်ခုနဲ့အတူကြောက်ရွံ့ကြီးတစ်ခုကမြေကြီးထဲကနေတိုးထွက်လာခဲ့ပါတယ်။
ကြောက်ရွံ့ထုကြီးကအသက်ဝင်နေသလိုလက်ရမြောက်ပြီးရင်စွမ်းအင်များစွာကိုလည်းခံစားမိလိုက်တာကြောင့်အမက်သားထုတ်၍စစ်ဆေးကြည့်တဲ့အခါအဝါရောင်အဆင့်ကိုမှကန့်သက်ချက်ထိရောက်နေတာကြောင့်ပျော်ရွှင်စွာကျင့်ကြံလိုက်တာ9 ရက်တိတိကြာသွားခဲ့ပါတယ်။9 ရက်ကြာပြီးတဲ့နောက်မှာအဆင့်9ထိအောင်မြင်သွားခဲ့သလိုအန်ဒရီတစ်ခုကလည်းမဖိတ်ခေါ်ပဲရောက်လာခဲ့ပါတယ်။တိမ်မဲတွေထဲကနေအခေါင်းကြီးတစ်ခုကျဆင်းလာတာကြောင့်လူလူဆန်းလဲလက်ဟန်တစ်ခုလုပ်ပြီးအစီရင်ဝင်ပေါက်ကနေတဆင့်ရုပ်ထုကြီးတဲ့ကိုဒီနေရာပြောင်းလိုက်ကြပါတယ်။ရုပ်ထုအတွင်းပိုင်းထဲကိုရောက်တာနဲ့စိတ်ဝိညာဉ်တစ်ခုကိုအာယုံခံမိလိုက်တဲ့ဝက်လင်းကတိုက်ခိုက်မလို့လုပ်တဲ့အခါလူလူဆန်းကအရှိကနေဒေါသရကြီးကာကွယ်သလိုစိတ်ဝိညာဉ်စီကနေလည်းရံပြူမလို့မဟုတ်ပါဘူးဆိုတဲ့စကားတန်ကိုကြားလိုက်ရတာကြောင့်ရက်တက်လိုက်ပါတယ်။အဲ့ဒီအခါအားတိုင်ဧည့်သည်ကိုမယိုင်းပြရဘူးဆိုပြီးလူလူဆန်းကိုပြောနေသလိုအပြင်ဘက်ကအဖြစ်ပြက်ကိုလည်းဝက်လင်းမြင်အောင်ပြလိုက်ပါတယ်။ရုပ်ထုတွေကစိတ်ဝိညာဉ်ကရှိရင်ကိုင်းရဲ့ဘိုးဘေးတစ်ယောက်ဖြစ်ပြီးအပြင်ဘက်ကအလောင်းကောင်ကသူ့ရဲ့ရုပ်သေးဖြစ်သလိုအလောင်းတစ်စေကတော့သူ့ရဲ့ခန္ဓာကိုယ်ပဲဖြစ်ပါတယ်။ရှိရင်ကိုင်းသားတိုင်းကအလောင်းရုပ်သေးတစ်ခုတက်ဆင်ကြရပြီးကျင့်ကြံစေမြင့်လာတာနဲ့အမျှရုပ်သေးကလည်းလိုက်ပါအစင်းမြင့်ကြတာကြောင့်မထိန်ချုပ်နိုင်ရင်တခင်ဖြစ်သူကိုပြန်လဲဝါမျိုးတက်ကြပါတယ်။လွန်ခဲ့တဲ့နှစ်300ကသူတို့2ယောက်ဒီနေရာကိုလာကြရင်စွမ်းအင်ကြောင့်ရုပ်သေးကအစင်းမြင့်လာတဲ့အတွက်သူ့ကိုတိုက်ခိုက်လိုက်လို့အခုလိုမျိုးဖြစ်နေရဆိုတဲ့အကြောင်းရှင်းပြနေပြီးရှိရင်ကိုင်းစီကိုဒီနေရာကူးပြောင်းခြင်းနဲ့ပို့ပေးမှဖြစ်လို့ဂိုင်းကျုပ်အစ်စ်ကိုအကူအညီတောင်းပေးဖို့မှကြားပါတယ်။တန်တရားဖြစ်နေတဲ့ဝက်လင်းကဒီနေရာကူးပြောင်းလို့ရရင်ဘာလို့ကိုယ့်ဘာသာမလုပ်တာလဲလို့မေးတဲ့အခါသူတို့2ယောက်ကြားမှာပေတရားထိပဲခွာလို့ရတဲ့အကြောင်းအခုချိန်မှာဝိညာဉ်တကောင်ပါဖြစ်နေလို့ဝေးသွားလိုက်ရင်ပျက်စီးသွားမှာဖြစ်ကြောင်းရှင်းပြလာပါတယ်။အပြင်ဘက်ကအလောင်းရုပ်သေးကလည်းတခင်ဖြစ်သူကိုတတ်မှသူလည်းလွတ်မြောက်မှာဖြစ်လို့အစီရင်ကြောက်ရွံ့ထုကြီးကိုစတင်ဖြစ်စည်းလာတာကြောင့်ဘိုးဘေးစိတ်ဝိညာဉ်လည်းအစီရင်ကိုအားဖြည့်ပေးရပါတယ်။အခြေအနေကအလော30ဖြစ်နေတာကြောင့်ရှိရင်ကိုင်းမှာမြေကြီးအဆင့်ရင်စွမ်းအင်ရှိကြောင်းပြောရင်ဝက်လင်းစိတ်ကိုဆွဲဆောင်လိုက်ပြီးတခုခုကိုရွေးချယ်ပါလို့ပြောတဲ့အခါအလောင်းရုပ်သေးရောက်လာရင်သူပါအန်ဒီရရှိနိုင်တာဖြစ်လို့သွားမယ်ဆိုပြီးသဘောတူလိုက်ပါတယ်။ဒီလိုနဲ့အပြင်ဘက်ကတိုက်ခိုက်နေသလိုအထဲမှာတော့ပို့ဆောင်ခြင်းအစီရင်ကိုဖွင့်နေပြီးဝက်လင်းကိုရှိရင်ကိုင်းစီပို့ပေးဖို့လုပ်ရင်းကအပိုင်း8ကဒီနေရာမှာပြီးဆုံးသွားခဲ့ပါတယ်။ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။